number A ကသူကဘာလို့ကျင်တာလဲ sum ဆိုတော့ s သူက15 tans ရှိတာအဲ့တော့ number A က15 tans ဆို s15 လို့ကျင်တာအဲ့တော့ s15 equal to ဘာနဲ့ချက်လို့သွားမလဲ SN formula last time မသိဘူးဆိုတော့ SN equal to n by 2 into 2a plus n minus 1 into d နဲ့သွားပါမယ်ဟုတ်ပြီဒါဆိုရင် n က15 by 2 2a အဲ့တော့ဒီမှာ a က first term ဆိုတော့ a က2ဟုတ်ပြီနော်အဲ့တော့2 into 2 plus အဲ့တော့ n ကကြတော့15เนาะဒါဆို15 minus 1အဲ့တော့ကျွန်တော် d ရှာရအောင်မယ် d ကကြတော့ဘယ်လိုရှာမလဲ second term နဲ့ရတယ်ဒီမှာ first term ကိုနှုတ်မယ်ဘယ်လောက်ရမလဲဆို7เนาะ into 7ဒါဆိုရပြီပေါ့เนาะ15 minus 2 4 plus 14 into 7အဲ့တော့14 into 7ဆိုတော့428နှစ်မှတ်98ဟုတ်เนาะဒါဆို15 minus 2အဲ့ဆိုတော့ဒါဘယ်လောက်လဲတွဲ102ဆိုတော့2 5 51ဆိုတော့15 into 51 765ဟုတ်ပြီနော်ဘတ်ပေB R S20 n by 2 into 2a 2ဒီမှာ a က20 2a plus n minus 1ဆိုတော့20 minus 1ဆိုတော့19 2a plus n minus 1 into d d ကကြတော့ခြေလို့က11 minus 20ဆိုတော့သူကလျော့သွားတာ minus 9 into minus 9ဟုတ်ပြီနော်ဒါဆိုရင်10 into 40 minus 87ရှစ်မှတ်9တလီ9 171ဟုတ်တယ်ထင်တာပဲသူဖြေတိုင်းနော်အဲ့တော့ minus 131အဲ့ဆိုရင် minus 1310ဖြေတိုက်ပါနော်number C ကကြတော့ S30 n by 2 into 2a ကဘယ်လောက်လဲဆို 8.5 2a plus n minus 1 30 minus 1ဆိုတော့29 d ကကြတော့d က10 minus 8.5ဆိုတော့ 1.5 29 into d 1.5ဟုတ်နော်ဒါလေးကိုရှင်းလိုက်အောင်ပါပဲဒါလေးကိုရှင်းလိုက်အောင်ကောက်လေးကနှိပ်ပါနော်ဟုတ်တယ်သမီး907.5မှန်တယ်နံပါတ် D ကကြတော့ S40 ဆိုတော့ n by 2 into 2a တော့ဒီမှာ a က minus 2x ဖြစ်သွားတယ်သူကနော် 2a plus n minus 1အဲ့တော့ D ကကြတော့ minus 5x ထဲကနေ minus 2x ကိုနှုတ်အောင်ပါဆိုတော့ဘယ်လောက်ဖြစ်မလဲဆိုတော့minus 3x ပေါ့နော်2a plus n minus 1 n minus 1က40ရဲ့တင်တော့39 d ကကြတော့minus 3x ဟုတ်ပြီနော်ဒါလေးကိုရှင်းအောင်မယ်အဲ့တော့20 into minus 2နဲ့2နဲ့ဆိုတော့ minus 4x minus 3ကိုလေး29နှစ်မှာ3ကို30 117x ပေါ့နော်အဲ့တော့20 into အဲ့တော့ဘယ်လောက်ရမလဲ minus နဲ့လေးနဲ့ဆိုတော့14ဆိုတော့ 121x ပေါ့နော်အဲ့တော့121နဲ့20နဲ့မြောက်ဆိုတော့ 2420 minus 2420x ရပြီနော်